အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့တွင်းပါပဲဒီနေ့မှာစီတူသွားနေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီထောင်လာလိုက်ပါမယ်ဒီထောင်လာလိုက်ပါဒီနားထောင်မှုနဲ့စကားပြောလိုက်ပါမယ်စကားပြောပြီးတော့ရင်တော်လေးတစ်ချောင်းရပါလိမ့်တော်လေးတစ်ချောင်းရရင်Frozen Village ကိုလာလိုက်ပါမယ်Frozen Village ပါFrozen Village ကျွန်တော်လာလိုက်ပါမယ်ပြီးတော့ရင်ဒီတောင်လေးမှာရှိပါတယ်တောင်လေးမှာရှိပါတယ်ကျွန်တော်ဒီကျွန်းပေါက်ထဲကိုဝင်လိုက်ပါမယ်ဒီနားပေါက်ထဲကိုဝင်လိုက်ပါမယ်ဒီနားမှာလည်းပေါက်တစ်ပေါက်ရှိပါတယ်တော့ရလာတဲ့တော့ ਨੇ ဒီအပေါက်ကိုဖွင့်ပြီးတော့ Ice Emerald တက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မီတာတောင်းအောင်လာလိုက်ပါမယ်ဒီတောင်းရဲ့ဒီကလေးကိုနည်းနည်းတွားကြည့်လိုက်ပါโอเคဒီကပရိန်နဲ့တွေ့ပါလိမ့်မယ်ကပရိန်နဲ့စကားပြောလိုက်ပါမယ်โอเคဒါဆိုရင်တော့တို့တွားကျင်နေတဲ့စီတူကိုတော့ရှော့ရှိလို့သွားပါမယ်စီတူရောက်တော့ပါပြီအားလုံးပဲစင်ပြေကြပါလိမ့်နောက်ဗီဒီယိုကြည့်ပြီးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ် follow နဲ့ကူညီပေးကြပါ